မြန်မာတိုင်းရင်းသား135မျိုးအားလုံးမင်္ဂလာပါရှင်ဒီမိုတွေမပေါင်းနော်ကျမလူတွေကိုနှုတ်ဆက်တာဒီမိုတွေကိုလူလို့မသတ်မှတ်တဲ့အတွက်ကြောင့်ပေါင်းကျမအနေနဲ့ဒေါ်စုကိုစကားနည်းနည်းလောက်ပြောချင်လို့ပါရင်စုကလက်ထက်တုန်းကဒေါ်စုခဏခဏပြောဘူးတဲ့ကျမအာနာမရသေးလို့ပါပြည်သူတွေကိုကျမချစ်ပါတယ်အဲ့ဒီစကားကိုဒေါ်စုခဏခဏပြောဘူးတယ်နော်ဟုတ်ပြီဒါဆိုအခုကျမမေးရစီရောဒေါ်စုအနေနဲ့ခုအာနာရပြီကျမတို့မြန်မာတိုင်းရင်းသား135မျိုးလုံးအတွက်ဒေါ်စုဘာတွေလုပ်ပေးနေပြီလဲဘာတွေလုပ်ပေးဖို့အစီအစဉ်ရှိလဲအခုချိန်ကြီးတော့ကျမဘာမှမကြားမမြင်အောင်ကျမကြားနေမြင်နေရတော့ရှင်းလင်ကလားတွေအတွက်လုပ်ပေးနေရတယ်ကြားနေရတယ်မြင်နေရတယ်ဟုတ်လားရှင်းလို့အစိုးရဖြစ်ခါမှမမြင်ဘူးတာတွေမြင်ရမကြားဘူးတာတွေကြားနေရတယ်ဘာလဲဘာသာနာဆိုင်ရာပုံမှန်2ခု5ဖြစ်တယ်နိုင်ငံတော်နှောက်ယှက်ဖြတ်သီးတဲ့ဘေးရန်တွေကိုကာကွယ်ထားတဲ့ဥပဒေဖြစ်တယ်1980နဲ့နိုင်ငံသားစစ်စီခွင့်ဥပဒေတင်သွင်းတာကြောင့်ပဲချခံရတယ်ရှင်းလို့ယူနေရလားဘာတွေလုပ်နေရလဲရှင်းလို့အစိုးရဖြစ်ခါမှာလောင်လိုက်တဲ့မိတနိုင်ငံလုံးအနှံ့မိုးသီးတွေကျွေတယ်ငလင်တွေလှုပ်တယ်မြန်မာတနိုင်ငံလုံးဒုက္ခတွေအများကြီးပဲရှင်းလို့ဘာတွေလုပ်ပြီလဲရှင်းလို့လုပ်ပြီးတာကျမတခုမှမမြင်ဘူးမကြောက်ကျမပဲနားတွေလေမျက်လုံးတွေကန်းနေလို့လားတော့မသိဘူးရှင်းလို့လုပ်ပြီးတာတော့ရခိုင်မှာရှိတဲ့ရှင်းလင်စောက်ကလားတွေရဲ့ဒုက္ခတွေစခန်းတွေလေမီးလောင်သွားတယ်မနေ့9နာရီခွဲ10နာရီလောက်မီးလောင်တယ်နေ့က2နာရီလောက်ကျော်ရှင်းလို့ရှင်းလင်တွေအတွက်ရှင်းတို့တွေကဲတဲ့ပစ္စည်းတွေထောက်ပံ့ပစ္စည်းတွေပို့ပေးတယ်ရှင်းလင်တွေကိုရှင်းတော်တော်ချစ်လားရှင်းရလေကျမတို့အမျိုးသားရေးသမားတွေကြိုင်ရှင်းအရန်နှိပ်ကိုတယ်ဖြစ်နိုင်ရှင်းအမျိုးသားရေးသမားတွေအကုန်လုံးကိုထောင်ထဲထည့်ထားကြလားဒါမှရှင်းလုံးချင်နိုင်လို့ရမှာလေရှင်းကမြန်မာလူမျိုးဆိုတာကိုပျောက်သွားအောင်ကိုလုပ်နေရသလားရှင်းကြားလေးယွန်းလေးကြားလေးယွန်းလေးပဲရိုဟင်ဂျာဆိုတဲ့ကိစ္စလည်းပြောမယ်အမေရိကန်ရိုဟင်ဂျာလို့ပြောတယ်မြန်မာနိုင်ငံမှာရိုဟင်ဂျာဆိုတာမရှိပါဘူးလို့ရှင်းမပြောရဲဘူးလားရှင်းတော်တော်ကြောက်နေလားရှင်းတို့အစိုးရအနေနဲ့ပြတ်မပြောရဲဘူးလားရှင်းလေငနီကိုကြောက်လို့မပြောရဲတာလားရှင်းလေငနီကအဲ့လိုပြောလိုက်လို့ရှင်းကိုညလာမလုပ်မှာဆိုလို့လားရှင်းကငနီဟာနဲ့မတွေ့ရရင်ကိုမနေနိုင်ဘူးဖြစ်နေလို့မပြောရတာလားရှင်းကလေရှင်းလင်းစောက်ကလားတွေဘာလုပ်အကုန်ကောင်းတယ်စောက်ကလားတွေဘာလုပ်ရှင်းစောက်စီတွေကန်းနေတယ်စောက်လုံးတွေကန်းနေတယ်ရှင်းစောက်စီတွေစောက်လုံးတွေအကုန်ကန်းနေရမမြင်မကြားတော့ဖာတယ်မာကြီးကြားလေးယွန်းစရာကောင်းလာလေအသက်က80ကျော်ပြီသေကန်နီးနေပြီတနှာထနေတော့ရှင်းကလေကလပ်ဖြူနဲ့ခံတယ်ကလပ်မဲနဲ့လည်းခံတယ်ရှင်းကကလားတခါကလားဆိုရင်ပြီးတော့ဖြူမဲအကုန်ခံတယ်ရှင်းကိုရမ်းပြောလိုက်မယ်သလားကျမတို့ဗမာယောက်ျားလေးတွေပါလဲလီးပါတယ်သလားရှင်းဗမာလီးနဲ့ခန်းကြည့်ပါလားရှင်ဖာတယ်မာကြီးကလားဟာပဲခန်းနေနဲ့ဗမာဟာနဲ့လည်းခန်းကြည့်လိုက်အောင်ဗမာဟာလည်းကောင်းတယ်သလားခန်းကြည့်လိုက်ဖာတယ်မရှင်းပြောချင်တာတွေလေအများကြီးပဲရှင်းကိုပြောမှနေတိုင်းကိုပြောမှနေတိုင်းပြောမှနေတိုင်းပွဲမှာတော်ကိုစောက်သေးပေါက်လို့ထပြောတာမပြောဘူးဆိုပြီးနေတာကြာပြီမိမဆုံးမသားသေးထမိန်ကြုံအောက်ကသားသမီးတွေကလည်းဟောင်းသလားမမေးနဲ့ထမိန်ချုံပြီးဟောင်းနေဦးနေကြတာဖာသေးမသားသမီးတွေလည်းငါ့ကိုချက်ပေါက်ကနေပြီးစက်ပုံတွေလာပို့လိုက်ဖရီဂိုတွေခေါ်ဖာစကားတွေပြောတန်းစီပြီးစောက်ွက်တွေဖြတ်ကန်အောင်မယ်ဒေါ်စုကြီးကိုလည်းပြောစရာရှိသေးတယ်ရှင်အရင်ခဏပြောနေတဲ့စကားတရားဥပဒေစိုးမိုးရေးဆိုစကားကျမပြောမယ်တရားဥပဒေစိုးမိုးရေးဆိုတာဘာလဲရှင်နားလေလားနားလေလို့ပြောတာလားပါဇက်ကနေပြီးတော့ကျတော့အခွန်မဆောင်အတိုင်းရှင်ပြောနေတာလားရှင်တို့အစိုးရဖြစ်ခါမှာကျမတို့မြန်မာနိုင်ငံမှာဥပဒေ2မျိုးဖြစ်သွားပြီကျမတို့မြန်မာတိုင်းသား135မျိုးလုံးအတွက်ကမတရားဥပဒေရှင်းလင်ကလားတွေအတွက်ကတရားဥပဒေဖြစ်နေတယ်အခုရှင်းလင်ကလားတွေဘာလို့ရှင်းစောက်မှမထွက်ရဲဘူးကျမတို့မျိုးသားရေးသမားတွေနည်းနည်းလေးလှုပ်လိုက်ပြီဆိုရင်ဖမ်းမယ်ထောင်ထဲထည့်မယ်စောက်ယူကိုမဆိုင်တာပလားစောက်ယူမဆိုင်လို့လည်းအခုစက်ပြောတာနောက်လည်းပြောမှာရှင်ကြိုက်သလောက်ဖမ်းရှင်ဒီထက်လှုပ်ချင်လို့ရှင်မြန်မာပြည်မှာရှိတဲ့ထောင်တွေအကုန်ချဲ့ထားလိုက်စောက်ယူကိုမဆိုင်တာထပ်ပြောမှာဒီထက်မကပြောမှာဒါရှင်းကိုနမူနာပြောတယ်လို့ရှင်သဘောထားလိုက်သလား
ဟာတယ်မာကြီးကြားလေးကြောက်သိရုပ်လာတယ်ပဲယွန်စရာကောင်းတယ်ရှင်ကိုချီးတယ်ယွန်တယ်ငါအခုဗီဒီယိုဖိုင်တင်တာကိုဖာတယ်မသားတွေသမီးတွေငါတဲ့လာဟောင်းကြည့်နော်စောက်ခွက်တွေတန်းစီဖြတ်ကမှာဖာတယ်မသားသမီးတွေကြက်ကြက်တွေထမိန်ကြုံအောက်ကနေဦးမနေနဲ့နင်တို့စောက်စီတွေဖွင့်ကြည့်ပြီးတော့ဦးနော်ဘာလဲမသိဘူးကြက်သေးတုံးနေအကုတို့တုံးနေအပေါက်ချင်းနဲ့ပေနေဒါနမူနာပြောတာမှတ်တာနောက်တိထက်ပို့ပြောဦးမယ်